အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ထိုင်းမှာဘယ်လိုဈေးနှုန်းချိုတာစွာနဲ့တက်စီတွေငှားရမယ်ဘယ်လိုဆိုင်ကယ်တွေငှားရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Bolt software လေးကို Play Store App Store တို့ကနေပြီးရင် download ဆွဲဆောင်မှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ Play Store app လေးတွေကိုဆက်ဝင်လိုက်မယ်ပြီးတော့ set bar မှာ Bolt ဆိုတဲ့ software လေးကိုလိုက်ရိုက်ချလိုက်မယ်ပေါ့နော် Bolt copy ဒီမှာတွေ့ရင်တော့ကျွန်တော်ပို့ရိုက်ချနိုင်မယ်ကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက်ကျွန်တော် download မဆွဲတော့ပါဘူး open ကို control ချရင်တခါတည်းရွေးလိုက်တော့မယ်ပေါ့နော် open ဟုတ်ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က GPS မဖွင့်ထားရလို့ဒီလိုပြနေရပဲဖြစ်ပါတယ်ပေါ့နော်ဒီလိုဆိုရင်ကျွန်တော် set automatically ကိုရွေးဆက်လိုက်မယ်မာတန်းဝင်ဆိုတဲ့နေရာလေးကိုတိုက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ GPS ကျွန်တော်ရဲ့ GPS ဖုန်း GPS ကိုကွန်ပျူတာကြီးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပေဒီနေရာကိုတွားမလဲကျွန်တော်တို့တွားမယ့်နေရာကိုတိကျတည်ထားမယ်ပေါ့နော်ကျွန်တော်တို့တွားမယ့်နေရာကိုတည်ထားရမယ်ကျွန်တော်တို့တွားမယ့်နေရာကို where to go ဆိုတဲ့နေရာလေးမှာကျွန်တော်တို့တွားမယ့်နေရာလေးကိုရိုက်နေမှာစားရလဲမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဥမာအနေနဲ့ကျွန်တော်နဲ့ညီဆုံး contact တစ်ခုကိုတွားပြမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုကျွန်တော်နဲ့ညီဆုံး contact တစ်ခုကို CK Plaza ပေါ့နော်ဟုတ်ပြီဒီမှာကျွန်တော်ရိုက်ချပြီးလိုက်ပြီနော်ဒီမှာတွေ့ပြီအကအစိမ်းရောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော် CK Plaza ဒါဆိုရင်ကျွန်တော်တွားမဲ့နေရာလေးကိုဥမာအနေနဲ့တွားပြမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကဘယ်နှစ်ယောက်စီးမှာလဲပေါ့နော်ကျွန်တော်တို့ကတယောက်တည်းဆိုရင်ဆိုင်ငယ်စီးလို့ရမယ်ကားစီးလို့ရမယ်ပိုစင်ပြာနဲ့တွားလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့က4ယောက်တွားမယ်6ယောက်တွားမယ်စသဖြင့်ကိုစင်ပြလောက်တွားလို့ရပါတယ်ခင်ဗျမိုင်ကုန်း6ကားတစ်စီးမှာမိုင်ကုန်းဒီမှာပုံမှန်အားဖြင့်ကားတစ်စီးမှာ4ယောက်စီးလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကိုက4ယောက်မကဘူး5ယောက်6ယောက်ဆိုရင်လည်းဒီမှာစီးလို့ရတယ်เนาะအိတ်ဆန်ဆိုရွေးချယ်ပြီးတော့စီးနေလိုက်စီးနေလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကဆိုင်ကယ်ငှားမယ်ဆိုရင်တော့တစ်ယောက်စီးလို့ရမယ်6မိနစ်ကြာမယ်ပေါ့နော်ကိုနာကျွန်တော်တို့နားကိုရောက်ရှိဖို့ရပါ6မိနစ်ကြာမယ်ကျွန်တော်တို့ကားစီးမယ်ဆိုရင်တော့ economy ဒီမှာဆိုရင်4မိနစ်ကြာမယ်ကျွန်တော်တို့4ယောက်စီးလို့ရတယ်ပေါ့နော်ဒီမှာရင်စီးကနေနဲ့ကတော့55ဘတ်Pure Fare ဆိုတာကကျွန်တော်တို့အများဆုံးရင်စီးကားက69ဘတ်အထိကျတဲ့နိုင်တယ်လို့ပြောတာပေါ့နော်ဒီမှာဆိုရင်လည်းအတူတူပဲပေါ့နော်အောက်မှာက4မိနစ်ကြာမယ် Pure Fare က94ဘတ်ထိကြာမယ်ကိုအဆင်ပြန်နဲ့တွားလို့ရပါတယ်ပြီးတော့လည်းကျွန်တော်တို့ထိုင်းမှာနေတဲ့လူတွေအတွက်အရန်သုံးဝင်တဲ့တစ်ခုရှိပါတယ်ဗျာကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ပစ္စည်းတွေပို့တာပေါ့နော်တချို့ဆိုရင်ကားတွေငှားရတယ်ကားတွေအများကြီးကြတယ်ပေါ့နော်ဒါကဒီလို software တွေတုံးကြအဖြစ်ကျွန်တော်ရဲ့ငွေကိုချွေတာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာ Sun ဆိုတာအရာလေးရှိတယ်ပေါ့နော်ကျွန်တော်တို့ပုံမှန်ပစ္စည်းကတေးတယ်ဆိုရင် motorbike ဆိုင်ကယ်နဲ့ပို့လို့ရတယ်ပေါ့နော် Fuel Fare အမိုင်ကုန်အများဆုံးအနေနဲ့32ဘတ်သာကျတဲ့မှာဖြစ်ပါတယ်22ဘတ်ကနေပြီးတော့32ဘတ်အတွင်းအကျတဲ့မှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာ Sun Trust ဆိုတာကကားနဲ့ပို့လို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာလူရုပ်လေးနေရာမှာစီတော့ဒုတိယမှာစီတော့မရပါဘူး43မိနစ်ကျွန်တော်နားကိုရောက်ရှိဖို့ရန်အတွက်43မိနစ်တောင်စောင့်ပြရမှာပဲဖြစ်ပါတယ်ခင်ဗျဆိုင်ကယ်ဆိုရင်တော့ဒီမှာ9မိနစ်နဲ့တွားလို့ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဥမာအနေနဲ့ကျွန်တော် motorbike ကိုရွေးချယ်လိုက်မယ်ဒါဆိုရင်ကျွန်တော် slash motorbike ကိုရွေးချယ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီပေါ့နော်ဒါဆိုရင် slash motorbike မှာဒီမှာ VIN နှုန်းလေးနဲ့28ဘတ်ကိုပြနေတယ်ဒါဆိုရင်ကျွန်တော်တို့28ဘတ်ကျတင်မှာပဲဖြစ်ပါတယ်ခင်ဗျဒီမှာကျွန်တော်တို့ location လေးနေရာကိုဆိုရင်ချဲနိုင်လောက်ချဲလိုက်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ location လေးပို့ပြီးတိကျအောင်လို့ပေါ့နော်ဒီအစိမ်းပြောင်းလေးကိုကျွန်တော်တို့ location လေးပေါ်တက်တင်ပေးလိုက်မယ်ပေါ့နော်ဒီမှာဒါဆိုရင်တော့ကျွန်တော် confirm order လေးကိုနှိပ်ပြချင်ရင် confirm order လေးကိုနှိပ်ပြချင်ရင် booking ယူလို့ရပါပေါ့နော်ဒါဆိုရင်ဆိုင်ငယ်တစ်စီလာရင်သူဆက်သွယ်လာမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဆိုင်ငယ်စီးပြချင်ရင်ကိုရောက်တွားခြင်းတဲ့နေရာကိုတွားပြချင်ရင်ကိုချေလိုက်ရင်ချိန်တဲ့ပုံအဆင်ပြေတာနဲ့ငွေချေလိုက်ရင်ရပါပြီဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ပဲကျွန်တော်ရဲ့ဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးကြတဲ့မိတ်ဆွေတကူတစ်ယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော်ဟိုတူတာရမယ့်အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုပလေးကိုလိုက်ရင်ပေါ်လို့လောက်တာဖို့ကျွန်တော်ကြိုးစားချင်ပါတယ်ခင်ဗျအားလုံးပဲအဆင်ပြေကြပါစေ